ပြီးခဲ့တဲ့အချိန်တွေကိုပြန်တွေးမိရင်ဟန်လီတယောက်ခပ်ဖွားဖွားလေးပြုံးလိုက်မိပါတယ်။ဟန်လီဟာတရားထိုင်နေရာကနေဖြည်းဖြည်းချင်းထားရပြီးထုံကျင်နေတဲ့ခြေထောက်တွေကိုပုတ်တက်လိုက်ပါတယ်။ဖုန်တွေကိုခါပြီးရဲ့နောက်မှာတော့သူကြင့်ညံခဲ့တဲ့ကြောက်သားခန်းကြီးကိုလှည့်ကြည့်မိပါတယ်။ဒီခန်းကပါမန်ခန်းတော့မဟုတ်ခဲ့ပါဘူး။အလွန်မာကျောလာတဲ့ကြောက်သားတွေနဲ့ပြုလုပ်ထားပြီးတကားကိုလည်းအပြာရောင်တွင်းထွက်ကြောက်တုံးကြီးနဲ့ပိတ်ထားတာပါ။တာမန်လူတယောက်ကပစိန်နဲ့ထုရင်တောင်3 နာရီလောက်ချိန်ပေးရမယ်ခန်းမျိုးပါချီးချွန်ခိုင်းမှာတော့ဂိုင်းချုပ်ကြီးကဲတွေနဲ့ခမ်းမသခင်တွေသာဒီလိုတိတ်ဆိတ်တဲ့ကြင်ကြံမှုခန်းကိုသုံးဝင်ရှိတာပါဒါပေမဲ့တမားတော်မော်ကဘလို့နီးလန်းသုံးခဲ့လဲမသိဘူးဟန်လီအတွက်ဒီကြောက်သားခန်းကိုနတ်ဖျားလက်တောင်ကြားထဲမှာတီးတက်တိဆောက်ပေးခဲ့ပါတယ်ဒါရင်မကသေးပါဘူးတမားတော်မော်ဟာဟန်လီအတွက်အဖိုးတန်တဲ့ဆေးပင်တွေပေးုံသာမကခန္ဓာကိုယ်စိမ်မှုအတွက်လှုပ်ဝက်ဆေးရည်ကျိုးခန့်ကြီးတစ်ခုကိုပါပြင်ဆင်ပေးခဲ့ပါတယ်ဒီဆေးဝါးတွေကြောင့်ပဲဟန်လီဟာအမည်မဲ့ကျင့်စဉ်ရဲ့ပထမအဆင့်ကိုအောင်မြင်မြင်နဲ့ချိုးဖျက်နိုင်ခဲ့တာပါဒါပေမဲ့ဒီကျင့်စဉ်ကိုချိုးဖျက်တဲ့အခါမှာတော့ဟန်လီရဲ့သွေးကြောတွေပေါက်ထွက်လူနီးပါဖြစ်ခဲ့ရပါတယ်အဲ့ဒီလိုနဲ့ဟန်လီအနှဲငယ်ဒဏ်ရာရတဲ့ချိန်တိုင်းမှာသမားတော်မော်ဟာဟန်လီကိုယ်တိုင်ထက်ကိုပို့ပြီးတော့တောင်ပြပြတလဲနဲ့စိုးရိမ်ပူပန်နေတတ်ပါတယ်ဟန်လီရဲ့ဒဏ်ရာတွေတက်တာသွားတော့မှာပဲသမားတော်မော်ခင်ဗျာတပ်ပြင်းချနိုင်ရှာခဲ့တာပါဒီလိုဆရာနဲ့တပည့်ဆက်ဆံရေးတွေထွက်ကြော်လွန်ပြီးဂယုစိုက်လွန်းနေတာကဟန်လီအတွက်တမျိုးကြီးစိတ်ထဲမှာဘလုံးမလဲကိုဖြစ်စေခဲ့ပါတယ်ဟန်လီကကြင်ကြံရီခန်းထဲကထွက်လာပြီးကျန်းထယ်ရဲ့အခန်းကိုလှမ်းကြည့်လိုက်တော့ကျန်းထယ်ရှိမနေခဲ့ပါဘူးကြည့်ရတာချီရွှေတောင်ထိပ်ရေတကုံမှာတိုင်းပညာသွားကျင်နေတာပဲဖြစ်ရပါမယ်တမားတော်မော်ဟာဟန်လီကိုတိုင်းပညာဘာမှမသင်ပေးပဲစီးပညာတွေကိုပဲမချွင်းမချန်သင်ပေးခဲ့တာပါကျန်းထယ်ကိုတော့တိုင်းပညာရဲ့တကူသင်ပေးခဲ့ပါတယ်အဲ့ဒီတိုင်းပညာရေးနာမည်ကတော့တိုင်းလောကမှာကြားရခဲ့လာတဲ့စင်တန်ချက်ကကျင့်စဉ်ပါပဲဒီတိုင်းပညာရာဆိုရင်တော့ဖြင့်အလွန်ကိုထူးဆန်းလာပါတယ်ပုံမှန်တိုင်းပညာတွေကအဆင့်မြင့်လေးကျင့်ရခက်လေးဆိုပေမဲ့ဒီကျင့်စဉ်ကတော့စုစုပေါင်း9ဆင့်ရှိပြီးအစပိုင်း3ဆင့်ကတော့ကျင့်ရတာအလွယ်ဆုံးပါဒါပေမဲ့စတုဒ္ဓဆင့်ကစပြီးခန္ဓာကိုယ်အတွင်းကနေပြင်းထန်တဲ့နာကျင်မှုတံကိုခံစားရမှာဖြစ်လို့ကျင့်ကြံသူအများစုကဒီအဆင့်မှာတင်ဆွန့်လွတ်လိုက်ကြတာများပါတယ်အဆင့်တစ်ဆင့်တက်လာလေလေနာကျင်မှုကပိုဆိုးလာလေလေပါဒါပေမဲ့ဒီနာကျင်မှုကိုအဆုံးထိအောင်ရီးသီးခံနိုင်ပြီးအမြင့်ဆုံးနဝရမအဆင့်ထိရောက်သွားရင်တော့အဲ့ဒီလူရဲ့ခန္ဓာကိုယ်ဟာကြောက်သားလိုမာကျော်သွားပြီးလက်နက်အားလုံးအပြင်ရေမီးလက်သီးလက်ဝါးရိုက်ချက်တွေဒဏ္ဍာရီလာဓားတွေနဲ့တောင်ဒဏ်ရာရအောင်လုပ်နိုင်တော့မှာမဟုတ်တော့ပါဘူးထူးခြားတာကစင်တကောင်လိုအကန့်အသတ်မဲ့တဲ့ခွန်အားကိုရရှိမှာဖြစ်ပြီးဝန်းမလွေတွေကိုအရှင်ဖမ်းနိုင်တယ်လို့ကြားတွေကိုလည်းလက်ပလာနဲ့အပိုင်းပိုင်းစုပ်ဖြဲပစ်နိုင်တဲ့အထိပြိုင်ဘက်ကင်းစွမ်းရည်တွေကိုပိုင်ဆိုင်နိုင်မှာပါဒဏ္ဍာရီတွေရတော့ဒီတိုင်းပညာကိုဖန်တီးခဲ့သူဟာမွေးရပါနာကျင်မှုအာယုံမရှိတဲ့သူတယောက်လို့ဆိုလိုပါတယ်တမားတော်မော်ဟာဒီတိုင်းပညာရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုရှင်းပြခဲ့ပေမဲ့ကျန်းထယ်ကတော့ခွန်အားကိုပဲတတ်မှတ်တာကြောင့်နာကျင်မှုကိုမမှုပဲချက်ချင်းကြိပေးပြီးကျင့်ကြံခဲ့ပါတယ်အံ့ဩစရာကောင်းတာကတော့2 လအတွင်းမှာပဲကျန်းထယ်ဟာပထမအဆင့်ရဲ့အထွတ်ထိပ်ကိုရောက်ရှိနေပြီဖြစ်ပြီးအခုဆိုရင်ရေတံခွန်အောက်မှာဒုတိယအဆင့်ကိုချိုးဖျက်ဖို့အပြင်းထန်တဲ့ကြိုးစားနေရပါတော့တယ်ဟန်လီဟာထုံးစံတိုင်းနတ်ဖျားလက်တောင်ကြားရဲ့လမ်းစဉ်အတိုင်းဖြည်းဖြည်းချင်းရှောက်လာနေပါတယ်ဒီနေ့တော့သူ့ဘာလုံးမှမရှိတာမို့ချီးရွှေတောင်ထိပ်မှာစင်တန်ချက်ကကျင့်စဉ်ကိုရေတံခွန်အောက်မှာအပြင်းထန်ကျင့်ကြံနေမဲ့သူ့တငယ်ချင်းကျန်းတဲ့စီသွားလေဖို့စိတ်ကူးမိပါတော့တယ်ကျင့်စဉ်ရဲ့ပြင်းထန်တဲ့နာကျင်မှုတံကိုအန်ကျိတ်ခံနေပေမဲ့ကျန်းထဲကိုတွေးမိပြီးဟန်လီတယောက်ကတော့စိတ်မကောင်းဖြစ်မိသွားပါတယ်နောက်ရက်ကျရင်တမားတော်မောစီသွားပြီးကျန်းတဲ့အတွက်နာကျင်မှုမရှိတဲ့အခြားတိုင်းပညာတစ်ခုပြောင်းလဲပေးဖို့တောင်းဆိုကြည့်ရမယ်ဆိုပြီးတော့လမ်းဘေးကတည့်ရွက်ချောက်တွေကိုကန်ရင်တွေးတောနေမိခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအနီးနားကတောင်ထွတ်တစ်ခုစီကနေဓားလန်လက်နဲ့ထိခိုက်တံတွေအကျယ်ကြီးထွက်ပေါ်လာပါတော့တယ်အဲ့ဒါကတော့ဓားထရခမ်းမကတပည့်တွေတိုင်းကျင့်နေတဲ့အတန်တွေပါဟန်လီဟာတခြားကိုင်းသားတွေအဖွဲလိုက်လက်နက်တွေနဲ့ခန့်ခန့်ညာညာတိုင်းကျင့်နေရတာကိုမြင်ရတိုင်းနှလုံးသားထဲမှာမနာလိုမှုကိုအမြဲခံစားနေခဲ့ရပါတယ်သူကလည်းလက်နက်အစ်စ်ကိုကိုင်းပြီးတွိုင်းခွက်တွေထုတ်ပြခြင်းနေခဲ့တာပေါ့ဒါပေမဲ့တမားတော်မော်ကသူ့ကိုတိုင်းပညာလုံးဝမသိပေးပဲအချိန်ရှိသမျှအမိမဲကျင့်စဉ်ကိုပဲကျင့်ကြံခိုင်းခဲ့တာပါပို့ပြီးတော့စိတ်ပြတ်ဆွအကောင်းတာကတော့2 လပဲရှိသေးတဲ့ကျန်းတဲ့တောင်ခွန်အားတွေတက်ကြွက်သားတွေမာလာပင်မဲ့ဟန်လီမှာတော့စားကျင်စိတ်ပိုကောင်းလာတာကလွယ်လို့ဘာမှထူးမလာခဲ့ပါဘူးတိုင်းလောကရဲ့
မာရသွန်ပွဲကြီးမှာသူတယောက်တည်းစမတ်ကနေရှေ့မတိုးနိုင်ပဲကြံခဲ့တယ်လို့ခံစားနေရပါတယ်ဟန်လီဟာစိတ်ပြက်လက်ပြက်နဲ့လမ်းဘေးကတစ်ပင်တွေရှိတဲ့ဘက်ကိုငေးမောနေရင်ရှောင်နေတော့ရုတ်တရက်တစ်ခုခုကိုတိုက်မိသွားပါတယ်အဲ့ဒီနောက်မှာတော့ဟန်လီဟာပါဇက်အပြည့်လေးအီးတွေကိုရှိုက်သွင်းလိုက်ရပြီးမျက်နှာတစ်ခုလုံးပြာနှမ်းသွားပါတော့တယ်သူ့ချက်ချင်းစောင်းကြောက်ထိုင်ချလိုက်ရပြီးညာဘက်ခြေထောက်ကိုတင်းတင်းဆုပ်ကိုင်းရင်မျက်ခင်းပေါ်လဲကျလူနီးပါဖြစ်သွားခဲ့ရပါတယ်သူ့ရဲ့ညာဘက်ခြေချောင်းလေးစီကနေတက်လာတဲ့ပြင်းထန်တဲ့နာကျင်မှုကအုံနောက်ထဲအထိစောင့်တက်သွားပြီးမျက်နှာကစက်ကူနီးပါဖြူဖက်ဖြူရောဖြစ်သွားခဲ့ပါတော့တယ်သူဟာသူ့ရဲ့ခြေထောက်တွေအောက်မှာဖုံးနေတဲ့အလွန်မာကြောလာတဲ့အရာတစ်ခုကိုအရှိန်နဲ့ကန်မိခဲ့တာပါဟန်လီဟာဖက်နှက်ကိုချွတ်နာကျင်နေတဲ့ခြေချောင်းလေးတွေကိုလေးမှုတ်ရင်းသူ့ကိုဒီလောက်နာကျင်အောင်လုပ်တဲ့တရက်ခန်းကြောက်တုံးရုပ်မာကိုရှာဖို့တစ်ကိုင်းချောက်တစ်ချောင်းနဲ့တစ်ရွက်တွေကိုရက်ထုတ်ပြီးရှာဖွေပါတော့တယ်အဲ့ဒီချိန်မှာပဲလက်သီးဆုပ်အရွယ်လောက်ရှိတဲ့ခြေရှိမျောမျောအရာတစ်ခုကိုသူသတိပြုမိလိုက်တယ်ကြောက်တုံးမဟုတ်ပါဘူးအဲ့ဒါကတော့ပလင်းလေးတစ်လုံးပါမျက်နှာပြင်ပေါ်မှာရှုံးတွေပိတ်နေလို့ကြည့်ရတာအလွန်တာမန်ဆန်လှပါတယ်ဒါပေမဲ့ဟန်လီကကောက်ယူကြည့်လိုက်တဲ့အခါမှာတော့တာမန်ကြွေပလင်းလေးနဲ့မတူပဲလက်ထဲမှာအလွန်ပဲလေးလံနေတာကိုသတိပြုလိုက်မိတာပါဒါနဲ့ရွှေနဲ့လှုပ်ထားတာလားဟန်လီကလည်းအလွန်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ခြေထောက်ကနာကျင်တာကိုတောင်မေ့သွားခဲ့ပုံပေါ်ပါတယ်ရှုံးတွေကိုတုပ်ပစ်လိုက်တဲ့အခါမှာတော့ပလင်းလေးရဲ့မူလအလှကပေါ်လွင်လာခဲ့ပါတယ်တောက်ပတဲ့အစိမ်းရောင်တန်းနေပြီးမျက်နှာပြင်ပေါ်မှာအစိမ်းပုတ်ရောင်တိရွက်ပုံစံလေးတွေကိုတည်တက်စွာနဲ့ရေးထွင်းထားခဲ့တာပါထိတ်မှာတော့ပလင်းဝကိုတင်းကျပ်စွာပိတ်ထားတဲ့ဖုံးတစ်ခုကရှိနေပြန်ပါတယ်ဟန်လီကအနားကိုကပ်ပြီးလှည့်ကြည့်ပေမဲ့အထဲမှာဘာအတမ်းမှကိုမကြားရခဲ့ပါဘူးသူဟာအဖုံးကိုအားနဲ့လှည့်ဖွင့်ကြည့်လိုက်ပေမဲ့လည်းဘလို့ပဲစူးစမ်းလုံးဝကိုဖွင့်လို့မရခဲ့တာပါအဲ့ဒီချိန်မှာပဲခြေထောက်ကနာကျင်မှုကထပ်ပြီးတော့လှိုက်တက်လာတာကြောင့်ဟန်လီလည်းကြမ်းထည်စီသွားဖို့အစီအစဉ်ကိုဖျက်လိုက်ရပါတော့တယ်သူဟာတခြားသူတွေသတိမထားမိလောက်အောင်ဒီညစ်ပတ်နေတဲ့ပလင်းလေးကိုအင်ကြီးရင်ဘတ်ထဲတိတ်တဆိတ်ထိုးထည့်လိုက်ပြီးအိမ်ရှိရာကိုခြေတလန်းချင်းလှမ်းပြီးရိုင်းနဲ့ပြန်လာခဲ့ပါတော့တယ်သူအခုကောက်ရလာခဲ့တဲ့ပလင်းလေးကတော့သူ့ဘဝတင်မကပဲနဲ့တလောကလုံးကိုဇောက်ထိုးမိုးမြော်ပြောင်းလဲပစ်တော့မဲ့အရာဖြစ်တယ်ဆိုတာဟန်လီတယောက်အဲ့ဒီချိန်ကလုံးဝကိုမသိရှိခဲ့ကြပါဘူးဟန်လီဟာအိမ်ပြန်လမ်းမှာတော့ခြေထောက်နာလို့ထောနဲ့ဖြစ်နေတာကိုစီနီယာတပည့်တချို့ကလှမ်းကြည့်ကြပေမဲ့ဘာစကားမှမပြောဘဲသူ့အခန်းစီကိုပဲတန်းပြန်လာခဲ့ပါတယ်ခန်းထဲရောက်တဲ့အခါမှာတော့ဖနက်ကိုချွတ်လိုက်တဲ့အခါသူ့ရဲ့ညာဘက်ခြေချောင်းလေးတွေဟာမြုပ်သီးတောင်နေကြီးလိုရဲပြီးရောင်ကိုင်းနေပြီးတော့သွေးချေဥနေတာကိုလည်းတွေ့လိုက်ရပါတယ်ဟန်လီဟာခေါင်းအောက်ကနေသမားတော်မော်ပေးထားတဲ့အဖိုးတန်ရာအနာတရပျောက်စီကိုယူပြီးတော့တိမ့်လိုက်ပါတယ်ဆေးရနံ့ဟာအခန်းထဲမှာတင်းပြန်သွားပြီးဆေးလိမ့်လိုက်တာနဲ့ချက်ချင်းပဲအေးမြပြီးနာကျင်မှုတွေကလျော့ပါသွားခဲ့ပါတယ်သမားတော်မော်ရဲ့ဆေးပညာကတော့တကယ်ကိုအံ့ဩဖို့ကောင်းလွန်းလှပါတယ်ခြေထောက်ကနာကျင်မှုတွေတက်တာသွားပြီဆိုတော့မှဟန်လီဟာသူ့ကိုဒီလောက်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ပလင်းစိမ်းလေးကိုအင်ကြီးတွေကဆွဲထုတ်ပြီးတေချာပုတ်တိုက်တန့်စင်လိုက်ပါတယ်ဒီဆေးပလင်းလေးဟာသမားတော်မော်ရဲ့ဆေးပလင်းထက်တောင်သေးငယ်ပြီးလက်တစ်ဖက်ထဲနဲ့စုပ်ကင်လို့ရနေခဲ့တာပါပလင်းမျက်နှာပြင်ပေါ်မှာအစိမ်းပုတ်ရောင်တစ်ရွက်ပုံစံလေးတွေဟာဆိုရင်တော့ဖြင့်တခက်တစ်ရွက်အစ်စ်တွေကတ်ထားသလိုမျိုးအသက်ဝင်လွန်းလာပါတယ်လေးချိန်ကတော့တတ်ထုလိုအေးဆက်ဆက်မရှိကြွေသားလိုတောက်ပမှုမရှိပေမဲ့တော်တော်လေးကိုလေးလံနေခဲ့တာပါဟန်လီဟာပလင်းထဲမှာဘာရှိလဲဆိုတာသိချင်စိတ်ပြင်းပြလွန်းတာကြောင့်အဖုံးကိုအားကုန်သုံးပြီးတော့လှည့်ဖွင့်လိုက်ပါတော့တယ်တစ်ခါနှစ်ခါသုံးခါဘလို့ပဲထက်ကကြိုးစားပြီးဖွင့်ပလင်းဖုံးဟာနေရာကလုံးဝမရွေပဲကြက်ညက်နေသေးပါပဲဟန်လီဟာသူ့ရဲ့လက်ကဝတ်တီနာကျင်ကြိုက်ခဲလာတဲ့အထိအားစိုက်ခဲ့တာတောင်မှလုံးဝဖွင့်လို့မရတာကြောင့်အံ့ဩမင်တက်ပြီးတော့လက်လျှော့လိုက်ရပါတယ်ဘလို့လှုပ်ဝက်ခလုတ်မျိုးလဲရှာလို့မတွေ့တာကြောင့်သူ့ရဲ့စိတ်ထဲမှာတော့မချစ်မရဲဖြစ်လာခဲ့ရပါတယ်ဒီလောက်တင်းကျပ်နေတဲ့အမှားတော့အထဲမှာအဖိုးတန်ယန္တနာတစ်ခုကျိန်းသေးရှိရမယ်လို့သူတွေးတောမိပါတော့တယ်နောက်ဆုံးမှာတော့ဟန်လီဟာသူ့ထက်အစမတန်ခွန်အားကြီးတဲ့တောင်ပေါ်တောင်အောက်ရေဆယ်တန်းလောက်ကိုအသာလေးတည်နိုင်တဲ့ကျန်းထဲကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကျန်းထဲရဲ့ခန်းထဲမှာစောင့်နေတော့ကျန်းထဲတယောက်ခန္ဓာကိုယ်တစ်ခုလုံးချွေးတွေနဲ့ရေချိုးထားသလိုမျိုးခန်းထဲကိုဝင်လာပါတယ်ဟန်လီဟာစိတ်မရှိတော့ပဲပလင်းလေးကိုလှမ်းထိုးပေးလိုက်တယ်ကိုကျန်းကျွန်တော်ကိုကူညီပြီးဒီပလင်းလေးဖွင့်ပေးပါလားဟာဒါကိုမင်းဘယ်ဟာရှာရလဲကြည့်လို့တော်တော်လှတာပဲကွာကဲငါဖွင့်ကြည့်ပေးမယ်စင်တန်ချက်ကကျင့်စဉ်ကြောင့်
ခွန်အားတွေကန့်သက်မဲ့တက်နေတဲ့ကျန်းထဲဟာမျက်နှာကြီးหนีရဲလာတဲ့အထိကိုအန်ကျိတ်ပြီးအားသုံးကဖွင့်လိုက်ပါတယ်။ဒါပေမဲ့ပလင်းဖုံးလေးကတော့အနှဲငယ်မျှပင်လှုပ်ရှားမသွားခဲ့ပါဘူး။အာငါတကယ်မဖွင့်နိုင်တော့ဘူးဟာ။ဒီပလင်းကဖွင့်လို့လည်းမရဘူး။မင်းစီနီယာတဲ့ပဲတယောက်ယောက်ကိုသွားခုန်ကြီးတောင်းကြည့်ပါလား။အခုကျန်းတယ်ဒါကိုမဖွင့်နိုင်ဘူးလား။ကျန်းတယ်ဟာဟန်လီရဲ့ခြေထောက်ကတန်ရာကိုသတိပြုမိပြီးမေးလိုက်တဲ့အခါမှာတော့ဟန်လီကတော့လမ်းမှာကြောက်တုံးကိုကန်လိုက်မိတာကြောင့်လို့ပြောလိုက်ပါတယ်။ဘာကြောင့်မှမသိပေမဲ့ဟန်လီဟာဒီပလင်းစိမ့်လေးအကြောင်းကိုကျန်းထဲပါဝင်ဘသူကိုမှမပြောပြခြင်းပေမဲ့သူ့ရဲ့ကိုယ်ပိုင်လှုပ်ဝက်ချက်အဖြစ်နဲ့ပဲတိန်းထားခြင်းစိတ်ပေါက်လာတာပါ။ဟန်လီဟာကျန်းထဲနဲ့စကားကြကြီးမပြောတော့ပဲသူ့ခန်းစီကိုပဲချက်ချင်းပြန်လာခဲ့ပါတယ်။သူခန်းထဲရောက်တဲ့အခါမှာတော့ပလင်းစိမ့်လေးကိုစပွဲပေါ်တင်ပြီးစူးစူးဆက်ဆက်ကြည့်နေမိပါတယ်။ခွန်အားကြီးတဲ့တိုင်းသမားတွေတောင်ဖွင့်လို့မရတဲ့ဒီပလင်းလေးကိုသူဘလို့နည်းနဲ့ဖွင့်ရမလဲဒီပလင်းလေးရဲ့လှုပ်ဝက်ချက်ကဘာလဲဆိုတာသိကျင်စိတ်ဖြစ်နေတဲ့ဟန်လီဟာတယောက်တည်းအတွေးကဘာထဲမှာစိတ်ရှုပ်ထွေးစွာနဲ့နှမျောနေခဲ့ပါတော့တယ်ဟန်လီဟာပလင်းစိမ့်လေးကိုကြည့်ရင်မျက်လုံးမှာဒေါသရိပ်တွေတစ်ဖြက်ဖြက်နဲ့ပြီးလွှာနေခဲ့ပါတယ်အကြံဖတ်တာကအဖြေမှန်မဟုတ်ပေမဲ့တစ်ခါတလေမှာတော့အရှင်းဆုံးနဲ့အထီရောက်ဆုံးနီးလန်းဖြစ်တတ်တာဆိုပြီးတော့သူဟာလက်နဲ့ဖွင့်လို့မရရင်တခြားနီးလန်းနဲ့ဖွင့်ဖို့ကြိုးစားနေခဲ့ပါတယ်ဒီလောက်လှပပြီးအနုစိတ်တဲ့ပလင်းလေးကိုခွဲပြစ်ရမှာနှမျောစရာကောင်းလာပေမဲ့အထဲမှာဘာရှိလဲဆိုတဲ့သိကျင်စိတ်ကဟန်လီကိုညဘက်ကောင်းကောင်းအိတ်မပျော်နိုင်အောင်နှိပ်စက်နေခဲ့တာပါဒါအပြင်တခြားစီနီယာတွေကိုသွားကူညီတောင်းရင်ပလင်းပွင့်သွားနိုင်ပေမဲ့ဒီပလင်းလေးကထူးခြားတဲ့ယန္တနာဆိုတာဟန်လီကအလိုလိုသိနေတာမို့လို့ဘသူကိုမှမသိစေချင်တော့ပါဘူးသူဟာလက်နက်ကရိယာတွေထားတဲ့နေရာကိုတိတ်တဆိတ်သွားပြီးတန်တူအသေးတလက်ကိုခိုးယူလာခဲ့ပါတော့တယ်ခန်းထဲရောက်တာနဲ့ဟန်လီကတောင်းကအုတ်ကျိုးတစ်ပိုင်းကိုကောက်ယူပြီးပလင်းလေးကိုအပေါ်တင်လိုက်ပါတယ်ပြီးတော့ညာဘက်လက်ကတန်တူကိုမြှောက်ပြီးပလင်းကိုယ်ထဲပေါ်ကိုအားရပါရထုချပစ်လိုက်တယ်အစပိုင်းမှာတော့အထဲကပစ္စည်းသွားမှစိုးတာနဲ့အားကိုချိန်သုံးခဲ့ပေမဲ့ပလင်းကတစလေးတောင်မကွာသွားပါဘူးအဲ့ဒါနဲ့ဟန်လီကတစ်ချက်ချင်းစီမှာအားကိုတိုးပြီးထုပါတော့တယ်နောက်ဆုံးခွန်အားကုန်သုံးပြီးတရဆက်ထုရိုက်ပါတော့တယ်အောက်ကအုတ်ခဲကြီးတောင်စိတ်စိတ်အမော်မွာကွဲထွက်သွားပေမဲ့အံ့ဩစရာကောင်းတာကတော့ပလင်းစိမ့်လေးကမျက်နှာပြင်ပေါ်မှာချစ်ရတစားပင်မထင်ပဲငကိုအတိုင်းကိုချုံးမွေတောက်ပစွာနဲ့ဆက်ရှိနေတော့မှာပဲဟန်လီတယောက်ထိတ်လန့်အံ့ဩသွားပြီးပလင်းရံပါကြောမှုကိုနားမလဲနိုင်တော့ဘူးဒါဟာအစင်တန်းမြင့်တဲ့လူတယောက်စီကပျောက်ဆုံးသွားတဲ့တာမန်မဟုတ်တဲ့ယန္တနာအစ်စ်ဆိုတာသိကြသွားခဲ့ပါပြီဟန်လီရဲ့စိတ်ထဲမှာတွေးတဲ့သူကပိုင်ရှင်ဆိုတဲ့စိတ်ကအမြင်ရှိနေခဲ့ပါတယ်ဒါကခိုးလာတာလည်းမဟုတ်လူးလာတာလည်းမဟုတ်တာကြောင့်သူ့မှာပိုင်ဆိုင်ခွင့်ရှိတဲ့စိတ်ကစိုးမိုးနေပါတယ်ကြည့်ရတာဒီပလင်းကဂိုင်းထဲကချမ်းသာတဲ့သခင်လေးတွေဒါမှမဟုတ်အစ်စ်မြင့်လူကြီးတွေရဲ့ပစ္စည်းတွေဖြစ်ရလိမ့်မယ်စိတ်မကောင်းစရာကတော့ဟန်လီယာဒီလိုလူချမ်းသာတွေပေါ်မှာဘယ်တော့မှအမြင်မကြည့်ခဲ့ပါဘူးသူဟာငယ်ငယ်ကတည်းကဆင်းရဲလွန်းတာကြောင့်ခွေးတစ်ကောင်လိုရုန်းကန်ခဲ့ရတာတောင်အသားဟင်းကိုရန်ကားဖန်ကားပဲစားခဲ့ရတာပါဒါပေမဲ့ဂိုင်းထဲကလူချမ်းသာကလေးတွေကတော့ပတ်စံကိုရေလိုသုံးပြီးသုံးဖြုံးကြည့်ကြတယ်ဒါတွေမကဘူးရွာခလာတဲ့ဆင်းရဲတဲ့ကလေးလေးတွေကိုတော့အမြဲအထင်မြင်သေးပြီးနှုတ်လန်ထိုးတတ်ကြတယ်သေးငယ်တဲ့ကိစ္စလေးတွေမှာတော့ဆင်းရဲတဲ့ကလေးတွေကိုရက်ရက်ဆက်ဆက်ရိုက်နှက်တတ်ကြသေးတယ်ဟန်လီကိုယ်တိုင်လည်းသူတို့ရိုက်နှက်လို့မျက်နှာတွေရောင်ခိုင်းပြီးအိယာထဲမှာရက်သက်တစ်ဖက်ကြာအောင်လဲပူပါတယ်ဂိုင်းထဲကလူကြီးတွေလည်းတူတူပါပဲစောင့်ရှောက်သူဝန်ဆိုရင်ဟန်လီဦးလေးရဲ့လက်ငွေကိုယူခဲ့ပေမဲ့လည်းစမ်းသပ်မှုမှာဟန်လီကိုလုံးဝမကူညီပဲဝူရန်ကိုပဲမျက်နှာသာပေးခဲ့တာပဲမဟုတ်လားဒါကြောင့်ဒီလိုလူတွေပစ္စည်းပြောက်တာကိုဟန်လီကပြန်ပေးဖို့စိတ်ကူးလုံးဝမရှိပါဘူးဖွက်ထားပြီးတော့သူတို့ကိုစိတ်ဒုက္ခပေးလိုက်ရရင်တောင်ကျေနပ်နေမိတော့မှာပါဟန်လီဟာသူ့ရဲ့လေပင်မှာအမြဲဆွဲထားတဲ့လေသာအိတ်ကလေးကိုဖြုတ်လိုက်ပါတယ်အဲဒီအိတ်ကသူ့အမေကတောဝက်ရိုင်းရဲ့သွားလေးနဲ့ကန်ကောင်းစေဖို့ချုပ်လုပ်ပေးထားတဲ့အဆောင်အိတ်တစ်ခုပါဟန်လီဟာအဆောင်သွားလေးရဲ့ဘေးမှာဒီစမ်းကျဲလာတဲ့ပတိစိမ့်လေးကိုထဲဖွက်လိုက်ပြီးအိတ်ထဲမှာတည်တည်ချာချာကိုပြန်လဲပိတ်ပြီးလေပင်မှာပြန်ဆွဲထားလိုက်ပါတော့တယ်ပဝန်းကျင်ကိုကြည့်လိုက်တော့လဲကန်ကောင်းစွာနဲ့ဘသူမှသူ့လှုပ်ရှားမှုတွေကိုမမြင်လိုက်ပါဘူးအခုမှပဲဟန်လီတယောက်စိတ်အေးသွားပါတော့တယ်ပိုင်ရှင်ပြန်လာလူမာကိုမစိုးရင်ရတော့ပါဘူးသူဟာတန်တူကိုခိုးချောင်ခိုးဝက်နဲ့သွားပြန်ပို့ပြီးတဲ့နောက်နတ်ဖျားလက်တောင်ကြားဘက်ကိုပုံမှန်အတိုင်းလမ်းလျှောက်ပြန်လာခဲ့ပါတယ်သူထုံးနဲ့အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကညမောင်လို့နေခဲ့ပါပြီ